မင်္ဂလာပါ PS Idea Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ curve အကြောင်းပြောခဲ့ပြီးပြီဆိုတော့ဒီနေ့မှာတော့ဓာတ်ပုံတစ်ပုံရဲ့မှုကိုအဓိကပြောင်းလဲပေးနိုင်တဲ့ color palette အကြောင်းကိုပြောပြပေးသွားမှာပါတင်းရဲ့ဓာတ်ပုံကအဝါရောင်တွေအများများနေတာပဲဖြစ်ဖြစ်ဒါမှမဟုတ် Cinemax တဲ့အမိုက်စားတုံးတွေဖန်တီးနေတာပဲဖြစ်ဖြစ် color palette ကိုဘယ်လိုသုံးရမလဲဆိုတာအခုပဲကြည့်လိုက်ရအောင်ဒီ color palette panel မှာ slider 3ခုရှိပါတယ်အပေါ်ဆုံး slider က cyan ရယ် red ရယ်ပေါင်းထားတဲ့ slider ဖြစ်မယ်ဒုတိယ slider ကတော့ magenta ရယ် green ရယ်ဒီအောက်ဆုံးက slider ကတော့ yellow ရယ် blue ရယ်ဒါတွေကဆန့်ကျင်ဘက်အရောင်တွေပါဥပမာတင်းရဲ့ပုံမှာအဝါရောင်တွေများနေရင် blue ဘက်ကို slider ရွှေ့လိုက်တာနဲ့အဝါရောင်တွေပျောက်သွားမှာဖြစ်ပါတယ်ဒီနေရာလေးကတော့ color balance ရဲ့အကောင်းဆုံး feature ပါပုံလူပုံလုံးကိုမပြောင်းပဲနဲ့ပုံရဲ့အလင်းဆုံးနေရာတွေကိုပဲအရောင်ပြောင်းခြင်းနဲ့ဆိုရင်တော့ဒီ highlight လေးကို slap ပေးပြီးတော့သုံးပါတယ်ပုံရဲ့အလေအလက်အရောင်တွေကိုပြောင်းခြင်းနဲ့ဆိုရင်တော့ဒီ midtone လေးကိုရွေးပါဒီဟာကတော့ပုံမှန်အားဖြင့်အများဆုံးအသုံးပြုကြတယ်ပေါ့နော်ဒီနေရာလေးဒီ midtone လေးကိုသုံးပြီးတော့ပြင်တာကြတော့ပုံမှန်အားဖြင့်အသုံးအများဆုံးလို့ပြောရမှာပေါ့ဒီအမှောင်ဆုံးစိတ်ပိုင်းလေးကိုပဲယူပြီးတော့အရောင်ပြောင်းကျင်နေဆိုရင်တော့ဒီ shadow လေးကို select ပေးပြီးတော့သုံးပါတယ်ဒီသုံးခုကိုခွဲပြီးတော့ကစားတတ်ရင်ပုံကပို့ပြီးတော့ professional ဆန်သွားပါလိမ့်မယ်ဒီအောက်ကချက်ပေါက်လေးကိုအမြဲတမ်းအမှန်ချထားဖို့အကြံပေးခြင်းပါတယ်ဒါမှသာအရောင်တွေကပြောင်းလဲသွားပေမဲ့ပုံရဲ့မူလအလဲမောင် brightness ကိုမပြတ်စည်းပဲနဲ့ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်အခုဒီပုံလေးကို cinematic look လေးဖြစ်အောင်လို့ကျွန်တော်တို့လုပ်ကြည့်အောင်shadow ထဲမှာအပြရောင်လေးနည်းနည်းထည့်လိုက်မယ်ပြီးရင်ဒီ highlight မှာတော့နေရောင်ကြည်လို့နှွေးထွေးတဲ့ဝါရောင်လေးကိုနည်းနည်းထပ်ပေါင်းလိုက်မယ်အခုကြည့်လိုက်ပါအရင်ပုံနဲ့အခုပုံတိတိတတ်တာခွာခြားသွားပြီဖြစ်ပါတယ်ဒါကတော့ color balance ကိုအသုံးချပြီးတော့ပုံတွေကိုအရောင်လှလှလေးတွေပြောင်းလဲနေပဲဖြစ်ပါတယ်အခုပြောပြထားတဲ့နီလန်းလေးကိုသုံးပြီးတော့ကိုယ်တိုင်လည်းစမ်းကြည့်လိုက်ပါဦးနားမလည်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်နောက်ထပ် Photoshop သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲ graphic design နဲ့အတူကြည့်ရှင်းနိုင်ကြပါစေ